လောလောဆယ်ဦးလေးရလာပြီနော်ဒီရက်လန်2016 6ကြီးအတွင်းနော်ဦးလေးတက်နေပြက်ပြီးတော့ဦးလေး YouTube ပြက်ပြီးတော့အခု channel ပြောလိုက်ပြီနော်ဦးလေးကိုမှတ်ထားလိုက်ပါနော်အခုအပြီးပေါ်တဲ့တော့ဦးလေးဆက်ပြပေးလိုက်မယ်နော်တက်နေလေးဆက်လိုက်မယ်နော်ဦးလေးထစ်ပိုင်နဲ့ထစ်ပိုင်တခွက်ထဲပဲနော်ဦးလေးဆက်ပြပေးလိုက်မယ်ပြနေနော်ကဲတက်နေလေးဆက်လိုက်မယ်နော်တွေ့နေမှာနော်အဲ့ဒီတွေ့နေမှာဦးလေးချက်ပြပေးလိုက်မယ်နော်တွေ့နေမှာဆိုရေဦးလေးချက်ပြပေးလိုက်မယ်တဲ့ဒီမှာဦးလေးချက်ပြပေးလိုက်မယ်နော်ဦးလေးတို့ချပေါ်တော့အားလို့နော်ကဲအခုမှဆက်လိုက်ပြီနော်ထည့်စီနော်ထည့်စီမှာဆိုရဲထည့်စီမှာဆိုရဲဒီနှလုံးပေါင်းချင်းနော်ဒီနှလုံးရဲ့ဒီမှာလေးလိုပေါင်းချင်းနော်လေးလိုပေါင်းချင်းနောက်ပြီးတော့ဒီနှလုံးပေါင်းချင်းပြီးတော့ဒီမှာကနေလေးလိုပေါင်းချင်းနော်နောက်ပြီးတော့ဒီနှလုံးပေါင်းချင်းဆိုရင်ဒီမှာကနေလေးလိုပေါင်းချင်းနော်ကဲဒီစီစားလိုက်မယ်နော်ဒါဦးလေးတိချာရေးလိုက်မယ်နော်ဒီစီမှာဆိုရင်ဒီမှာနှလုံးပေါင်းချင်း3နှလုံးပေါင်းချင်း4နှလုံးပေါင်းချင်း3နှလုံးပေါင်းချင်း4နှလုံးပေါင်းချင်း3နဲ့5နဲ့ပေါင်း3နဲ့5နဲ့ပေါင်း6နှလုံးပေါင်းချင်း3နဲ့5နဲ့ပေါင်း6နဲ့9နဲ့ပေါင်းဟုတ်လားနှလုံးပေါင်းချင်းမှာ3နဲ့5နဲ့ပေါင်း6နဲ့9နဲ့ပေါင်း19နော်19မှာဆိုရင်ဒီမှာကနေမြင်ရလားမသိဘူးနော်နှလုံးပေါင်းချင်း3နဲ့5နဲ့ပေါင်း6နဲ့9နဲ့ပေါင်း19ဒါထိစီထားလိုက်ပဲနော်ကဲနော်ဒီမှာတေးချာချာရှိပါနော်ဒီမှာကနေထိစီခါနောက်ပိတ်နော်ထိစီခါနောက်ပိတ်နော်ကဲတနေ့လေးဆက်လိုက်မယ်နော်တနေ့မှာနော်နှလုံးပေါင်းချစ်3နဲ့5နဲ့ပေါင်း6နဲ့9နဲ့ပေါင်းခုအဲ့ဒီခုလို့ပဲလို့ခုတစ်စီ3လို့4လို့ပေါင်းချစ်မှာခုတစ်စီနော်ခုတစ်စီနောက်ပြီးတော့နှလုံးပေါင်းချစ်6နဲ့9နဲ့ပေါင်း3နဲ့2နဲ့ပေါင်း5ဒီမှာကနေ5တစ်စီနှလုံးပေါင်းချစ်နှလုံးပေါင်းချင်းမှာ3နဲ့6နဲ့ပေါင်း9နဲ့3ညနဲ့ပေါင်း9ထည့်စီနော်9ထည့်စီနော်ဒီကမှာဆိုနော်နှလုံးပေါင်းချင်း3နှလုံးပေါင်းချင်း4နဲ့3နဲ့ပေါင်း9ဆိုရင်9ထည့်စီနှလုံးပေါင်းချင်း6နှလုံးပေါင်းချင်း6နဲ့9နဲ့ပေါင်း15ဆိုရင်ဒီမှာ9ထည့်စီနော်နှလုံးပေါင်းချင်း3နှလုံးပေါင်းချင်း6နဲ့3နဲ့ပေါင်း9ဆို9တက်စီနော်9တက်စီဆိုရင်ဦးလေးပြပေးလိုက်မယ်နော်ကဲအလဲတဲ့ချက်တော့သွားကြည့်ဦးမယ်နော်အလဲတဲ့မှာနှလုံးပေါင်းချင်းမှာ9နဲ့ပေါင်း9နဲ့ပေါင်း9ဆိုရင်အဲ့ဒီ9ကိုနှစ်ခါချေလိုက်မယ်ဆိုရင်နှလုံးပေါင်းချစ်9နဲ့2နဲ့ပေါင်း9နှလုံးပေါင်းချစ်1နဲ့2နဲ့ပေါင်း3နှလုံးပေါင်းချစ်1နဲ့6နဲ့ပေါင်း9နော်ဒါခါဆိုင်နော်ဦးလေးချက်ပြပေးလိုက်မယ်နော်ဒီမှာ
နလိုပေါ်ချေငါနဲ့နိနဲ့ပေါ့ခုအဲ့ဒီခုကိုတုံညချေလိုက်မယ်အဲ့ဒီခုကိုပါနဲ့ခါချေလိုက်မယ်ဆိုခုနဲ့ခါတုံညခုနဲ့ခါတုံညဆိုဒီမှာတုံညခါနော်တုံညခါဒီမှာတုံညခါနော်နလိုပေါ်ချေခုနဲ့နိနဲ့ပေါ့ကိုနဲ့ခါ6ကိုနဲ့ခါ6ဆိုဒီမှာ6ခါနော်ဒီမှာ6ခါနော်နောက်ပြီးတော့နလိုပေါ်ချေတီနဲ့6နဲ့ပေါင်းခုနဲ့ခါတုံညခုနဲ့ခါတုံညဆိုရင်ဒီမှာတုံညခါနော်ပြီးပြီဆိုရင်နောက်ပေးတစ်ချက်တော့သွားကြည့်အောင်မယ်နော်နောက်တစ်ဆက်မှာဆိုရင်ဘူးလေးပြပေးလိုက်မယ်အလက်တဲ့နောက်ဆက်မှာဆိုရင်နော်အလက်တဲ့နောက်တစ်ဆက်မှာခဏတဲနှခွဲပဲနော်1ရယ်5ရယ်1နဲ့5နဲ့ပေါင်း6 1နဲ့5နဲ့ပေါင်း15ပေါင်း3ရမယူတော့ဘူးနော်ဒီတစ်ခါမှဆိုရင်3ညခါနော်3ညခါပြီးဆိုရင်နောက်ပိတ်ဆိုရင်ဒီမှာ3လိုပေါ်ချေ6 3လိုပေါ်ချေမှာလိုပေါ်ချေခုနဲ့ပေါင်း6 3လိုပေါ်ချေ6မှာ6နောက်ပိတ်နော်ဒီမှာ3လိုပေါင်းချေနိကို3လိုပေါင်းချေ3မှာဆိုရင်ဒီမှာကနေ3နောက်ပိတ်နော်3နောက်ပိတ်ဒီ3လိုပေါင်းချေမှာဆိုရင်3လိုပေါင်းချေမှာဆိုရင်15ဆို5နောက်ပိတ်နော်ဒီမှာကနေခု3ည6နော်ဒီမှာဝီလေးရေးလိုက်မယ်နော်ဒီမှာနော်ခု3ည6တဲ့ခွဲနော်နောက်ပြီးတော့ဒီမှာကနေ963ဒီမှာကနေ963နော်963နော်ဒီမှာကနေ93ည5နော်93ည5အဲ့ဒီ93ည5ကိုပရိနစ်နဲ့စီလိုက်မယ်ဆိုရင်ဦးလေးပြချပြလိုက်မယ်နော်ဒီတစ်ခါမှာဆိုရင်ဆက်လေးပရိနော်ပရိမှာဆိုရင်ဦးလေးတေချာဦးလေးပြပေးလိုက်မယ်ပရိမှာဆိုရင်နော်ဒီမှာအဲ့ဒီပရိကိုဒီမှာဦးလေးရေးလိုက်မယ်နော်ဒီမှာပရိနော်ဒီမှာပရိနော်ဒါပရိနော်ကဲပရိမှာဦးလေးရေးလိုက်မယ်နော်ဒီမှာတေချာကြည့်ပါနော်ပရိနော်ပရိမှာဆိုရင်ဒီမှာငါလုံးပေါ်ချစ်30နဲ့စီနဲ့ပေါင်းဆက်စီနော်နောက်ပြီးတော့လုံးကိုချလုံးပေါ်ချစ်တော့6နဲ့ပေါင်း9နော်ဒီတစ်ခါမှာဆိုရင်လုံးပေါ်ချစ်9နဲ့3ညနဲ့ပေါင်းဒါပြိနော်ကဲပြိမှာဆိုရင်ဦးလေးပြပေးလိုက်ပြီနော်ပြိမှာဆိုရင်ငါလုံးပေါ်ချစ်30နဲ့စီနဲ့ပေါင်းစီဒါပြိနော်စီပါဝါ3အဲ့ဒီစီပါဝါ3မှာဆိုခု3ည6ဆိုရင်3ပြိနော်3ပြိနဲ့ညိတယ်နော်နောက်ပြီးတော့လုံးပေါင်းချီမှာ73 3နဲ့6နဲ့ပေါင်း19ပါဝါလေးဆိုရင်963ဆိုရင်4ပြိနော်ဒီတစ်ခါမှာဆိုရင်လုံးပေါင်းချီ9နဲ့3ညနဲ့ပေါင်း9ပါဝါလေးအဲ့ဒီ9ပါဝါလေးကို9 3ည5တော့တက်ခွက်4ပြိပဲနော်4ပြိဆိုရင်4ပြိပဲနော်တက်ခွက်ပြီးဖို့တက်ခွက်ပဲနော်အချက်တွေယူတော့ပါနော်ဒီမှာ4ကိုပြိဆို4ပြိ4ကိုပြိဆို4ပြိစီ3ပြိဆို3ပြိနော်ခု3ည6ကနေ73ပြိနော်73ပြိ963ကနေ74ပြိကို4ပြိဆိုရင်4ပြိဒီမှာတော့9 3ည5ဆိုရင်4ကိုပြိဆိုရင်4ပြိအပြီးဖို့တက်ခွက်နော်
အခုမှဆိုရင်ထဲပဲနော်ဒီမှာဒီတစ်ခွက်ဆိုရင်အခုလာမနော်အခုမှဆိုရင်လာမဲ့တရက်လေးလ2026 3D အပြီပေါ်တဲ့ခွက်နော်အပြီပေါ်တဲ့ခွက်နော်ချက်တူယူတော့ပါနော်ဒီမှာဦးလေးနော်ကိုတို့ညငါတဲ့ခွက်ပါလေပရင်းနေကြီးတယ်နော်ဒါတော့ပါပဲနော်လူဒီတာချီchannel သေးပဲနော် channel သေးပဲနော်ဒါနော်ကိုတို့ညငါတဲ့ခွက်နော်ချက်တူယူတော့ပါဒါတော့ပါပဲနော်ဦးလေး channel ပြောပြီးတော့နော်ဦးလေးကိုမှတ်မိတယ်လားဒီမှာဦးလေးနော်